အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့ညနေတွက်ဖြစ်ပါတယ်မနက်ကတော့ဒါ3.5ချိန်လေးရပြီမယ်လေကျွန်တော်က3ညလုံးပိုင်းကိုကြိုက်လိုက်တော့ဒါအရန်ဖြစ်သွားတယ်ဗောနော်ကျွန်တော်ဒီခွန်9ခွန်ဆင်းပြီးတဲ့အချိန်တိုင်းမှာကျွန်တော်တို့ခွန်နဲ့9နဲ့မြူတက်ပါတယ်ကျွန်တော်တို့အရင်အပတ်ထဲရနေပြီးတော့ကျွန်တော်သတိထားကြည့်တာဒါကျွန်တော်ဖော်မြူလာတွေကလုံးဝကိုဒါတော်တော်လေးကိုဒါအဲ့ဒီဖော်မြူလာလေးတိုင်းပဲဆင်းနေတာကိုတွေ့ရပါတယ်အဲဒါကြောင့်ဒီခွန်9မြူတဲ့ဆိုတဲ့ဟာကလည်းမိတ်ဆွေများလေးနဲ့ခွန်နဲ့9နဲ့ကိုပဲဒါအဓိကဦးစားပေးကပ်ပြီးကစားပါကျွန်တော်တို့ဒီကူဟာပါဝါအတွဲကဒါ3-4နဲ့ကျွန်တော်တို့ဒါ8ကို3-4-8ကိုပေါ့နော်ဒီဟာပဲချက်နေအတွက်3-4-8နဲ့ပဲဒီခွန်9ကိုအဓိကဦးစားပေးပြီးကပ်ပြီးရွေးထားပေးပါတယ်ဗျာနော်ကျွန်တော်ဒီမှာကတော့ဒါခွန်ပတ်တီတစ်လုံးတော့ဆင်းသွားပါပြီကျွန်တော်တို့ပတ်တီတစ်လုံးနဲ့မွေးခွက်တော့ကျန်ပါသေးတယ်ကျွန်တော်ဒီကတော့ပတ်တီနဲ့မွေးခွက်တွေကမာပါတယ်ဗျာနော်သူကအင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့အကလုံးဒီပါဆင်းပါတယ်အဲဒါကြောင့်မိတ်ဆွေများအနေနဲ့ပတ်တီနဲ့မွေးခွက်လိုက်ကစားနိုင်တယ်ဆိုလို့ရှိရင်တော့ဒီ Viber Telegram ဖုန်းနံပါတ်အောက်မှာချထားပေးပါမယ်အဲ့ဒီမှာ high ပြီးတော့လာယူပေးပါဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဒီညနေမှာကတော့ဒါခွန်နဲ့9နဲ့ကိုအဓိကဦးစားပြီးကတ်ကစားပါဗုဒ္ဓဟူးမကျော်ခွန်နဲ့9နဲ့ထပ်လာဖို့ရှိပါသေးတယ်ဥပမာကို့မှာလုံးမှရှိလို့ရှိရင်တော့ခွန်နဲ့9နဲ့ကိုပဲကတ်ပြီးအဓိကဦးစားပြီးကစားလိုက်ပါဗျာနော်ကျွန်တော်ကတော့ဒီ3-4-8ကိုဒါပါဝါအတွက်က3-8-4-9ပေါ့နော်ဒီကောင်ကျန်တဲ့အတွက်ဒီကောင်လေးပဲအဓိကဦးစားပြီးကတ်ပြီးအခုရွေးထားပေးခြင်းဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေညနေမှာတော့အားလုံးပဲထီထီမိမိလေးရကြပါစေဗျာနော်